ပညာရှင်စဖို့မှုတွေချက်ထားတဲ့ဟင်းတွေဟာတကယ်တမ်းကျတော့အရန်ဆိုးရတဲ့အစားအစာတွေဖြစ်နေမှန်းအမျိုးသားတဦးသတိထားမိသွားတယ်ရိုးရိုးပြုတ်ထားတဲ့အာလူတစ်လုံးကိုတော့အရန်ကောင်းတဲ့ဟင်းတစ်ခွက်လိုသဘောထားကြတယ်အချို့ပွဲတွေထဲမှာတော့တက်ရှိရေချိုပစွန်တွေတွားနေကြတာကိုတွေ့ရတယ်ဖြစ်နေတာကတကဘာလုံးကချက်ပြုတ်တဲ့ပညာရက်တွေဟာအစပေါင်း10တန်းလောက်ဆိုးသွားပေမဲ့ဒီလူတယောက်တည်းရဲ့ချက်ပြုတ်နိုင်စွမ်းကတော့အရင်တိုင်းပဲရှိနေတာပါသူကလည်းဘာတစ်ခုမှမသိထားဘူးအဲ့ဒီဟင်းပွဲ၃ပွဲကိုတွေ့တော့သူကတိုးတက်အောင်ဘလို့ပြင်ဆင်ရမယ်ဆိုတာအကြံပေးလိုက်တယ်ဒီတော့ဘာမှမသိဘူးလို့ထင်နေတဲ့စဖို့မှု၃ယောက်ကအရန်ဒေါသထွက်သွားတယ်သူ့ကိုသူတက်တည်ပြဖို့အတွက်သူကိုယ်တိုင်တစ်ခုခုချက်ပြုတ်ရတော့မယ်သူ့ကိုအာလူခွန်လွှာနေတာတွေ့တော့စဖို့မှု၃ယောက်ကစားစရာတွေကိုဖြုံးတီးတယ်ဆိုပြီးဆွဆွဲကဒေါသထွက်ကြပြန်တယ်ဒါပေမဲ့သူကဂယုမဆိုင်ပဲအာလူကြော်တစ်ခွက်ကိုအမြန်ချက်ပြုတ်လိုက်တယ်စဖို့မှု၃ယောက်သူ့ရဲ့ဟင်းကိုမြည်ကြည့်ပြီးတဲ့နောက်မှာတော့အာလူကဒီလောက်တောင်အရသာရှိနိုင်မှန်းတခါမှမတွေးဘူးတာကြောင့်အံ့အားသင့်သွားကြတယ်အမျိုးသမီးတစ်ထေးကလည်းသူ့ရဲ့ဟင်းချက်ပညာကိုအရန်အံ့ဩသွားပြီးဟင်းချက်ပြိုင်ပွဲဝင်ဖို့ဖိတ်ခေါ်လိုက်တယ်နိုင်ခဲ့ရင်ဒေါ်လာ30တန်းပေးမယ်လို့ကတိပေးတယ်ဒီပြိုင်ပွဲမှာစားတောက်ဆိုင်အသီးသီးကထိတ်တန်းစားဖို့မှုတွေပါဝင်ကြတယ်ပြိုင်ပွဲဝင်တယောက်ချင်းစီကမဲဖောက်ပြီးဘယ်ဟင်းချက်ရမလဲဆိုတာဆုံးဖြတ်ရတယ်အံ့ဩစရာကောင်းတာကတော့ဒီလူဟာအခက်ခဲဆုံးဟင်းကိုမဲကျသွားတယ်ဒါကြောင့်အားလုံးကသူ့အခွင့်အရေးမရှိတော့ဘူးလို့ထင်သွားကြတယ်ပြိုင်ပွဲစတာနဲ့စဖို့မှုတယောက်ချင်းစီကသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုပြသကြတယ်စဖို့မှုတဦးကဆိုရင်သူ့ရဲ့ခွန်အားအကုန်သုံးပြီးကြက်သွန်မြိတ်ကြီးကိုဝေယမ်းပြလိုက်တယ်နောက်ထပ်အမျိုးသမီးစဖို့မှုတဦးကတော့သူ့ရဲ့ဘဝနေထိုင်မှုစွမ်းရည်တွေကိုထူးထူးခြားခြားပြသလိုက်တယ်မကြခင်မှာပဲတခြားစဖို့မှုတွေအားလုံးဟင်းတွေချက်ပြီးသွားပြီဒါပေမဲ့ဒီလူကတော့ဆက်ပြီးချက်ပြုတ်နေစေပါပထမစဖို့မှုကကြက်သွန်မြိတ်ဟင်းချိုချက်တယ်ဒုတိယစဖို့မှုကတော့ခရမ်းကျင်သီးတွေကိုလှပစွာပကံပေါ်တင်ထားတဲ့ဟင်းတစ်ပွဲချက်တယ်တတိယစဖို့မှုကအဖြူရောင်ငွေတွေထွက်နေတဲ့ငရုတ်သီးဟင်းကိုချက်တယ်ဒိုင်လူကြီးတွေကဒီဟင်း၃ပွဲစလုံးကိုချီးကျူးကြပြီးဘသူ့ကိုအနိုင်ပေးရမလဲဆိုတာတော့ရွေးချယ်နိုင်ခြင်းမရှိဘူးနောက်ဆုံးစက္ကန့်မှာတော့ဒီလူကသူ့ရဲ့ဟင်းကိုချက်ပြီးသွားတယ်ဒါပေမဲ့ဘသူမှသူတကယ်ချက်ပြုတ်နိုင်တယ်ဆိုတာမယုံကြဘူးအဲ့ဒီနောက်ဒိုင်လူကြီးတွေတဲကတယောက်ကသူ့ရဲ့ဟင်းကိုတူနဲ့ရိုက်ခွဲဖို့ပြင်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲမြေအိုးထဲကနေတောက်ပတဲ့အလင်းရောင်တွေထွက်ပေါ်လာတယ်အားလုံးအံ့အားသင့်သွားကြတယ်အဲ့ဒါကဘယ်စဖို့မှုမှမလုံနိုင်တဲ့ရွှေရောင်တောက်ပနေတဲ့ထမင်းကြော်တစ်ပွဲဖြစ်နေတယ်ဒိုင်လူကြီးကရွှေရောင်ထမင်းကြော်ကိုမြည်ကြည့်ပြီးနောက်မှာတော့အရန်ပျော့သွားလုံးလို့သတိလစ်သွားပါတော့တယ်